တခါလေကျရင်တကယ်လက်တွေ့ဘဝကဇလန်ဒီဟာရုပ်ရှင်တွေ animation တွေချက်တောင်ပို့ပြီးစိတ်လှုပ်ရှားဖို့ကောင်းနေတတ်ပါတယ်ဒီနေ့မှာတော့ဆက်ဆုနဲ့တစ်ခုကြော်ကြလောကဒဏ်မုန်တိုင်းတွေကိုချိန်ချိန်ဖြတ်တန်းခဲ့ရပြီးမြဲလဲကျသွားတိုင်းပြန်လဲထူမှတ်လာနိုင်ခဲ့တဲ့ပြည်တွင်းစီးပွားရေးလုပ်ငန်းတစ်ခုရဲ့ရင်ခွန်စရာခီးစဉ်အကြောင်းကိုပြောပြပေးသွားပါမယ်ကဲဒီစိတ်ဝင်စားစရာဇလန်လေးကိုဆက်လိုက်ကြအောင်စင်ခေါ်မှုမရှိဘဲနဲ့အောင်မြင်မှုဆိုတာမရှိနိုင်ဘူးဆိုတဲ့စကားကိုကြားဘူးကြတယ်မလားတကယ်လည်းဟုတ်ပါတယ်အိမ်မတစ်ခုကိုအကောင့်အထက်ဖော်တဲ့နေရာမှာပန်းခင်းလားဆိုတာဘယ်တော့မှမရှိပါဘူးအခက်အခဲတွေဆုံးရှုံးမှုတွေကြားတဲ့ကနေကိုအိမ်မက်ကဘလောက်ထိရေကုန်ရေခမ်းတိတ်ပွဲဝင်ခဲ့တယ်လဲဆိုတာကသာတကယ်ဇလန်စစ်မှန်ပါအခုပြပြမယ့်အကြောင်းအရာကလည်းဒီလိုအတားအဆီးပေါင်းများစွာကိုမစုံမနစ်တဲ့ဆွဲနဲ့ရေးရေးဝမ်းဝမ်းကြော်လွှားခဲ့တဲ့ကြောင်းပဲဖြစ်ပါတယ်ဒီဇလန်ရဲ့အစကိုပြန်သွားကြည့်ရရင်2013ခုနှစ်ပေါ့ရန်ကုန်မြို့လိုင်မြို့နယ်ကဓမ္မယုံလမ်းထဲမှာရှိတဲ့တီးသေးငယ်ငယ်ဖုံးဆိုင်လေးသက်ဆိုင်ကနေစတင်ခဲ့တာပါပိုင်ဆို mobile ဆိုတဲ့ဆိုင်ပိုလေးအောင်မှာနီးပညာကိုယူသွတ်မြနိုးပြီးစ조사ချင်းစိတ်အပြည့်ရှိတဲ့လူငယ်တဆူဟာတို့ရဲ့အိမ်မက်တွေကိုစတင်ပုံဖော်ခဲ့ကြတယ်မှာတကယ်ကိုရိုးရိုးရှင်းရှင်းအစပြုမှုလေးတစ်ခုပါပဲဒီလိုရိုးရှင်းတဲ့အစပြုမှုလေးကအခြေအနေကုန်လွန်လာတာနဲ့အမျှလုပ်ငန်းကလည်းတဖြည်းဖြည်းကြီးထွားလာခဲ့ပါတယ်ဒါကြောင့်ဆက်လက်ရောက်တော့မြဝတီနယ်ဆက်ကနာမည်ကြီး supplier တူဦးနဲ့ချိတ်ဆက်မိသွားပြီးထိုင်းကလာတဲ့အသုံးပြုခဲ့တဲ့ laptop တွေကွန်ပျူတာတွေကိုစတင်ဖြန့်ဖြူးခဲ့ပါတယ်အဲ့ဒီအချိန်မှာဆိုင်ကိုလည်းကမာရွတ်စင်ရည်တွင်လမ်းကိုပြောင်းရွှေ့ခဲ့ပြီးပိုင်ဆိုကွန်ပျူတာရဲ့ mobile ဆိုတဲ့နာမည်နဲ့ချီလန်းတဲ့စတင်ခဲ့ပြန်ပါတယ်အဲ့ဒီကနေ2016မှာ DICA မှာတရားဝင်ကုမ္ပဏီအဖြစ်မှတ်ပုံတင်နိုင်ခဲ့ပြီး2018မှာတော့ကမာရွတ်ဘောဟိုလန်ခိုင်ရွှေဝါမတိုင်ဒီကိုဂျုံချိုအဖြစ်ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါတယ် PSCM ကွန်ပျူတာဆိုတဲ့နာမည်နဲ့ခိုင်ခိုင်မာမာရည်တည်လာနိုင်တာဟာဝယ်ယူအားပေးသူတွေရဲ့ယုံကြည်မှုကြောင့်ပဲဆိုတာငင်းလို့မရပါဘူးဒါပေမဲ့သူတို့ကရန်ကုန်မှာတင်ရက်တမနေခဲ့ပါဘူးပုံမှုကြီးမားတဲ့ရီမန်ချက်ကစီကိုရဲရဲဝံ့ဝံ့လန့်တက်ခဲ့ပါတယ်အထက်မြန်မာပြည်စေကွက်တစ်ခုလုံးကိုပါလွှမ်းခြုံနိုင်ဖို့အတွက်မဟာဗျူဟာကြကြတိုးချက်မှုကြီးတစ်ခုကိုစတင်ခဲ့ပါတယ်ဒါဟာသူတို့လုံငန်းတက်တန်းတစ်လျှောက်မှာအင်မတန်အရေးပါတဲ့အချိုးအကွေ့တစ်ခုဖြစ်လာခဲ့တာပါ2019နဲ့2020ခုနှစ်ဒီရောက်လာတဲ့ခါမှာတော့ PSCM ဟာမန်လေးဆိုင်ခွဲကြီးကိုအောင်မြင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်လမ်း30 69လမ်းနဲ့68လမ်းကြားမှာဖွင့်လှစ်ခဲ့တဲ့ဒီဆိုင်ခွဲဟာသူတို့ရဲ့ပထမဆုံးအဓိကဆိုင်ခွဲကြီးပါ use laptop တင်တဲ့ဆက်ဆက်ပစ္စည်းတွေကို indirect အတိုက်ဖန်ပြပေးနိုင်ခဲ့ပြီးအထက်မြန်မာပြည်တစ်ခုလုံးအတွက်အားထားရတဲ့ဗဟိုချက်မှတ်ကြီးတစ်ခုဖြစ်လာခဲ့ပါတယ်တကယ်ကိုအောင်မြင်မှုအတီးအပွင့်တွေကိုအထွတ်အထိပ်ခံစားခဲ့ရတဲ့အချိန်ကာလတစ်ခုလို့ဆိုရမှာပါဒါပေမဲ့လေဇလန်တိုင်းမှာမျောလဲမထားတဲ့အလဲအဖြောင်းတွေဆိုတာရှိစမြဲပါပဲကြည်လင်နေတဲ့ကောင်းကင်ရမှာရုတ်တရက်မုန်တိုင်းတွေထန်လာဘလို့မျိုးသူတို့တိဆောက်ထားသမျှရအားလုံးကိုချင်းချော့လာတဲ့အခက်ခဲကြီးတွေနဲ့စတင်ရင်ဆိုင်လိုက်ရပါတော့တယ်ဒီတော့အရေးကြီးဆုံးကဒီလိုပြင်းထန်တဲ့မုန်တိုင်းတွေကြားမှာသူတို့ဘလို့ဆက်လက်ရည်တည်ခဲ့တယ်လဲဆိုတော့ပါပဲ2020နှစ်ခုနှစ်မှာတော့အခြေအနေရရနဲ့စီမံခန့်ခွဲမှုပိုင်းဆိုင်ရာအခက်အခဲအချို့ကြောင့်ရန်ကုန်ဆိုင်ခွဲလေးကိုဝမ်းနဲ့စွာနဲ့ခိတ္တပိတ်သိမ်းခဲ့ရပါတယ်ဒါပေမဲ့သူတို့လဲကျမသွားခဲ့ပါဘူးမန်လေးဆိုင်ခွဲကိုအထက်ကမန်တိုင်းပြုပြီးဆက်လက်ရည်တည်ခဲ့ပါတယ်သို့ဆိုလဲ2025ခုနှစ်မှာတော့မြန်မာတိုင်းနိုင်ငံလုံးကိုထိတ်လန့်တုံးလို့စေခဲ့တဲ့မန်လေးစကိုင်းနေပြီးတော့ငရေရင်ကြီးလုတ်ခတ်ခဲ့ပါတယ်ပြင်းထန်တဲ့ထိခိုက်မှုတွေကြောင့်မန်လေးဆိုင်ခွဲကိုပါထပ်မံပိတ်သိမ်းလိုက်ရတဲ့အထိအခြေအနေတွေဆိုးရွားခဲ့ပါတယ်လုပ်ငန်းတစ်ခုလုံးရရပြိုလဲသွားနိုင်လို့တဲ့အခြေအနေမျိုးပါဒါမဲ့ပြဝုံတဲ့ကနေယုံထွက်လာပဲ finish ငတ်လို့ပါပဲ PSCU ဟာအရှုံးပေးမသွားခဲ့ပါဘူးသူတို့ရဲ့နီးပညာဝန်ဆောင်မှုပေးခြင်းနဲ့ပြင်းပြတဲ့စံကြားတွေဟာဒီလောက်မုံတိုင်းတွေတဘာဝပေးအန်ဒီတွေကြားမှာတော့ရက်တံမသွားခဲ့ပါဘူးယခုခါမှာတော့ပုံမခိုင်မာတဲ့စိတ်သက်တွေနဲ့အတူအတစ်တဖန်ပြန်လဲမွေးဖွားလာခဲ့ပြီဖြစ်ပါတယ်သူတို့ရဲ့ဒုတိယအကြိမ်ခြေလန်းတစ်ကဘယ်လိုမျိုးလဲဆိုတာဆက်ကြည့်လိုက်အောင်အခုဆိုရင်တော့ PSCM ဟာထိုင်းနိုင်ငံအခြေပြုရန်ကုန်ရုံးတွေနဲ့အစစ်မြင့်တင်ဖွင့်လှစ်လိုက်ပြီးဖြစ်ပါတယ်။လှိုင်မြို့နယ်ပါရမီလမ်းမနဲ့အောင်သမရိပ်သာလမ်းတွေထောက်မှရှိရဲ့ဂိုလန်ပါရမီခွန်တို့ထာဝါဘီအခန်းနံပါတ်903မှာပုံမကောင်းမွန်ပြီးစမ်းသစ်တဲ့စနစ်တွေနဲ့ခိုင်ခိုင်မာမာတက်လက်ချချလိုက်ပါပြီ။သူတို့ရဲ့အစပြုခဲ့တဲ့လှိုင်မြို့နယ်လေးစီကိုပဲပုံမကြီးမားတဲ့အင်အားတွေခိုင်မာတဲ့စနစ်တွေနဲ့ပြန်လည်ရောက်ရှိလာတာဟာတကယ့်ကိုစိတ်ဝင်စားစရာကောင်းလာပါတယ်နေရာတစ်ခုတည်းပြောင်းလဲသွားတာမဟုတ်ပါဘူးသူတို့ရဲ့စီးပွားရေး model ကိုပါအကြီးကျယ်အဆင့်မြင့်တင်လိုက်ပါတယ်အရင်ကထိုင်းလန်ကလာတဲ့အသုံးပြုပြီးသား laptop တွေနဲ့ computer တွေကိုအဓိကထားရောင်းချခဲ့ရကနေအခုအခါမှာတော့တေချာစစ်ထားတဲ့ computer brand new အသစ်ဆက်တီးတန့်ကိုသာလက်လီရောလက်ကောင်းပါစနစ်တကျဖြန့်ဖြူးကြောင်းချတဲ့လောင်ဝိုင်းဖြစ်ပြောင်းလဲလိုက်ပြီဖြစ်ပါတယ်ဒါဟာပြောင်းလဲလာတဲ့ဈေးကွက်လွှဲချက်ကိုရဲရဲဝံ့ဝံ့ဖြစ်စည်းဖိလိုက်တာပါပဲဒီနမစနစ်ဆိုတာကသာမန်ကဏ္ဍလေးခုမဟုတ်ပါဘူး
PSCM ကွန်ပျူတာဟာလောကရန်မုန်တိုင်းပေါင်းများစွာကိုဖျက်တမ်းရန်ရည်တည်လာခဲ့တာအခုဆိုရင်12နှစ်တိုင်တိုင်ရှိခဲ့ပြီဖြစ်ပါတယ်ဒီ12နှစ်တာကာလအတွင်းမှာသူတို့ရရှိခဲ့တာကအတွေ့အကြုံရင့်ကျက်မှုတွေဝေယူသူတဲ့အပေါ်ထားရှိတဲ့ရိုးသားမှုတွေနဲ့အစားထိုးလို့မရတဲ့ယုံကြည်မှုတွေပါပဲဒီယုံကြည်မှုတွေကပဲသူတို့ကိုရှစ်ဆက်ဖို့ခွဲထားပြီးဖြစ်စေခဲ့တာအသေးချပါပဲကဲအခုဆိုရင် PSCM ရဲ့ကြမ်းတမ်းမဲ့ခမ်းနားတဲ့ခီးစဉ်ကြီးကိုမြင်တွေ့ခဲ့ရပြီးခိပါတယ်အဆုံးတန်နေနဲ့စဉ်းစားစရာမေးခွန်းတစ်ခုခြံထားခဲ့ကြည့်ပါတယ်ဆယ်စုနှစ်တစ်ခုကျော်ပြင်းထန်တဲ့မုန်တိုင်းတွေကိုအကျဉ်းချင်းဖြတ်တန်းကျော်လွှားပြီးပုံမတောက်ပလာတဲ့ဒီကုမ္ပဏီရဲ့အနာဂတ်ခြေလမ်းတစ်တွေကမြန်မာနိုင်ငံရဲ့နှိပညာစေဝတ်အပေါ်ဘလောက်အထိရိုက်ခတ်မှုတွေရှိလာမလဲဘလို့စမ်းတစ်တဲ့အပြောင်းလဲတွေထပ်မံယူဆောင်လာအောင်မလဲဆိုတာစောင့်ကြည့်ရမှာပါပဲတကယ်ကိုအတားအဆီးတွေကိုရင်းဆိုင်ကျော်လွှားလို့သူတိုင်းအတွာခွန်အားဖြစ်စီမဲ့ဇလန်ကပို့ပါပဲ